ဒီမှာထိုးလာလိုက်တာဒီမှာနောက်ဆုံး၄ခုပဲကျန်တော့ရနော်ဒီမှာ1 2 3 4ခုပဲကျန်တော့တဲ့အတွက်ဒီမှာချင်းကို36ခေါက်ထပ်ထိုးမယ်2 3 4 5 6 9 10 36ခေါက်ထိုးပြီးသွားလို့ရှိရင်ဒီဘက်က4ခုကျန်တဲ့နောက်ဆုံးပေါက်နဲ့ရှက်ကောချိတ်လိုက်မယ်နော်အဲ့ဆိုရင်ဒီဘက်ကကွင်းနဲ့အလယ်မှာဒါလေးတွေ1ကွင်း2ကွင်း3ကွင်း4ကွင်း5ကွင်း6ကွင်းရမယ်နော်အဲဒီရပါမယ်ဒီသွားလို့ရှိရင်ချိန်9ခါတက်မယ်1 2 3 4 5ချိန်9ခါတက်ပြီးသွားလို့ရှိရင်ဒီဟာရဲ့4ပေါင်းမြောက်ကိုပြန်ထိုးမယ်ဒီမှာဒီရှက်ကော်နာရဲ့ဒီမှာ1 2 3 4နော်ဒီ4ပေါင်းမြောက်မှာရှက်ကော်နဲ့ချိန်မယ်ချိန်ပြီးရင်9ခုပြန်ထိုးမယ်1 2 3 4 5 6 9ခုထိုးပြီးသွားလို့ရှိရင်လည်းဒီကွင်းရဲ့4ပေါင်းမြောက်1 2 3 4ပေါင်းမြောက်မှာရှက်ကော်နဲ့ချိန်မယ်ပြီးရင်9ခါထိုးမယ်1 2 3 4 5 6ခါထိုးပြီးသွားလို့ရှိရင်ဒီမှာ4ပေါင်းမြောက်မှာဆက်ချိန်မယ်1 2 3 4ရင်9ခါပြန်ထိုးမယ်1 2 3 4 5 6 9 1 2 3 4ဒီ9ခါပြန်ထိုးမယ်1 2 3 4 5 6 9ထိုးပြီး1 2 3 4ဒီ9ခါပြန်ထိုးမယ်1 2 3 4ဒီမှာ5 6 9ဒီပါလို့ရှိရင်ဒီမှာ1 2 3 4ဒီ